ဒီတကားတွေကပထမတော့ဖွင့်ပိတ်ရခတ်နေရတော့ဒီလိုမျိုးစောင်းနေရဟာရှိရပေါ့အနည်းတော့စမ်းချောင်းမို့ drain light ကရောက်နေရပေါ့စမ်းချောင်းမှာဆိုရင်ဒါခဏတော့ဖြစ်နေပါပြီစမ်းချောင်းတန်တရာလမ်းမှာရောက်နေရပထမတော့မကြီးလမ်းပေါ့ခုကတော့တန်တရာလမ်းကိုရောက်တယ်မီနီကွန်ဒိုမှာရောက်နေရဒီကွန်ဒိုလေးမှာကျတော့ညီမတို့ကဒါလိုအပ်တဲ့နေရာလေးတွေကိုပြင်ဆင်ပေးထားတယ်ဘယ်လိုလေးအသေးစိတ်ပြင်ဆင်ရသူက budget လေးဖြစ်တယ်အဲ့ဒါလေးကိုတစ်ချက်လေးလိုက်ပြပေးမယ်ညီမတို့ဒီရှေ့ရစားမယ်ဆိုလို့ရှိရင်ဒါလေးကဝရဏပေါ့ဝရဏရဲ့ဒီကတကား polish တကားနဲ့ဒီတာမန်တကားကိုညီမတို့ကစီစေးပြန်လုပ်ပေးထားတာဒီကောင်ကစီစေးဒီဟိုက polish တင်ပေးထားတယ်ဒါပြီးလို့ရှိရင်တိမ်လုံးမှာရှိရညီမတို့တာမန်နေရှိတယ်တာမန်အကတ်တွေအကုန်လုံးကိုစီစေးတွေပြန်တုပ်ပေးထားတယ်ဒီမှာဆိုရင်ဒါညီမတို့က main door ဆိုရင်လည်းဒီကောင်က polish ပြန်တင်ပေးထားတယ်ဒါ polish တကားဒါငကိုလေးရရှိပြီးသားတကားလေးတွေပေါ့ဟောင်းနေတဲ့ဟာလေးတွေကိုဒီလိုမျိုးလေး polish လေးပြန်တင်ပေးထားတယ်ဒါပြီးလို့ရှိရင်ညီမတို့ကဒီတိမ်လုံးမှာဒါမျက်နှာချက်တွေကိုလည်းဆေးတွေအကုန်ပြန်တုပ်ပေးထားတယ်သူကတအိမ်လုံးပါမယ် corner လေးတွေကတော့ဒါငကိုရှိပြီးသားလေးတွေပေါ့ဒါပြီးလို့ရှိရင်ညီမတို့ဒီ bathroom လေးနဲ့သွားမယ်ဒီဟာကလည်းညီမတို့ ancient မှာငကိုပါပြီးသား slide door တွေဒီ aluminum slide door တွေကပထမတော့ဒါဖွင့်ပိတ်ရကြက်နေရတယ်ပေါ့အဲ့လိုမျိုးတွေကိုညီမတို့ပြန်ပြင်ပေးထားတယ်ဒါလေးဆိုရင်အခန်းလေးထဲဝင်မယ်ဒါပထမ bathroom လေးမှာဆိုလို့ရှိရင်ဒီအတွင်းပိုင်းကဒီဆေးတွေအကုန်လုံးညီမတို့ဆေးအသစ်တွေပြန်တုပ်ပေးထားတယ်စီသင်မျက်နှာချက်မှာဆိုရင်လည်းဆေးတွေပါမယ်နော်ဒီဟာလေးကနတ်သားရောင်လေးရှိမယ်ဒီအခန်းလေးကတော့ညီမတို့မပါဘူးဒါလေးကတော့သူကမျက်နှာချက်လေးတုပ်ပေးထားတယ်အခန်းတွင်းတော့ဆေးမတုပ်ထားဘူးဒါသူ့ original ဆေးလေးပဲတကားလေးတွေကိုဖွင့်ပေးရလို့အောင်ပြင်ပေးထားတယ်kitchen ကလေးတွေကိုသွားမယ်ဆိုလို့ရှိရင်ဒီ kitchen ကဒါကြွေပြားတွေအကုန်လုံးငကိုရှိပြီးသားကြွေပြားလေးတွေပဲအကုန်လုံးကိုတန်ရှင်းလို့ white cement တွေပြန်ထည့်ပေးထားတယ်သူကအသက်အတိုင်းလေးပြန်ဖြစ်သွားအောင်ပေါ့နောက်ပြီးတော့မီးဖို့ကုံကလည်းငကိုကလေးကဒါသူ့မှာရှိပြီးသားမီးဖို့ကုံဒါပေမဲ့ဒီအပေါ်ကကြွေပြားတွေပေါ့ဟောင်းနေတဲ့ကြွေပြားတွေအကုန်လုံးကိုညီမတို့ကခွာပြီးလို့ရှိရင်ဒီမှာ granite တွေပြန်ကပ်ပေးထားတယ်ဒီမှာဆိုရင်နှစ်ဖူးစည်းတွေတိုင်ပါးတွေပြီးလို့ရှိရင်ဘေးပါးတွေအကုန်ပြန်ပါမယ်အဲ့လိုမျိုးလေးလုပ်ပေးထားတယ်ဒါကြွေပြားတွေပြန်ကပ်ပေးထားတယ်ပေါ့ပြီးရင်ဒီတကားတွေကပထမတော့ဖွင့်ပိတ်ရခတ်နေရတော့ဒီလိုမျိုးစောင်းနေရဟာရှိရပေါ့အဲ့ဒီဟာလေးကိုဖွင့်ပိတ်ရလွယ်အောင်လို့ညီမတို့ပြန်ပြင်ပေးထားတယ်ဒီမှာဆိုရင်တော့ဒါကတော့ thermal box ကအသစ်ပထမတော့သူ့မှာဒါတန်ပန်းမရှိဘူးပေါ့အဲ့မှာဆိုရင် thermal box အသစ်ထုတ်ပေးထားတယ်စီစေးတွေပြန်ထုတ်ပေးထားတယ်အပေါ်မှာ sunshade ပါမယ်နော် emergency တကားမှာဆိုလို့ရှိရင်လည်းညီမတို့ဒီ emergency တကားကိုစီစေးလေးပြန်ထုတ်ပေးထားတယ်ဒီဟာလေးကတော့မီးခိုးရောင်လေးသုံးပေးထားတယ်ဒီ emergency ခောက်တန်ပန်းကိုစီစေးပြန်ထုတ်ပေးထားတယ်ဒီအပေါ်မှာဆိုလို့ရှိရင်ညီမတို့က polycarbonate နဲ့sunshade လေးထုတ်ပေးထားတယ်ပေါ့သူက4 mm ရာလေးကိုသုံးပေးထားတာ polycarbonate နဲ့ sunshade ထုတ်ပေးထားတယ်အဲ့ဒါပြီးလို့ရှိရင်ညီမတို့ဒီဘက် bathroom လေးကိုသွားမယ်ဒီဘက် bathroom လေးမှာဆိုလို့ရှိရင်သူကတော့ master ခန်းလေးရဲ့ဒီပတ်တန် WC ပေါ့ပတ်တန် WC လေးမှာဆိုရင်ညီမတို့ဒီမှာ sunshade လေးပြန်ထုတ်ပေးထားတယ်sunshade အသစ်လေးပြန်ထုတ်ပေးထားတယ်ဒီတန်ပန်းကတော့သူစေးမတုပ်ဘူး original တန်ပန်းလေးဒီတိုင်းပဲထားပေးထားတယ်ဒါပြီးလို့ရှိရင်အဖွင့်ပိတ်လွယ်ကူအောင်လို့ဆိုပြီးတော့ shrine လေးကိုလည်းပြင်ပေးထားသေးတယ်ဒီအိမ်လေးကတော့ဒါငကိုရှိပြီးသားသူ့မှာဆိုလဲစုံလင်းရှိပြီးသားဟာလေအဲ့ဒါလေးကိုမှညီမတို့ကလိုအပ်တဲ့နေရာလေးကိုပဲပြန်ပြီးတော့ပြင်ပေးတာပေါ့ဒီ shrine အဝင်မှာဆိုရင်ဒီမှာသူက partition လုပ်ပေးထားတာအဲ့ partition ကပထမတော့ကလည်းတကားတွေဖွင့်ပေးရခက်နေလို့ဒီတကားတွေကိုလည်းညီမတို့ဖွင့်ပေးရလို့ပြင်ပေးထားတယ်ဒီမှာဆိုရင် shrine cabinet လေးရှိမယ် shrine cabinet တကားတွေကိုလည်းဖွင့်ပေးရလို့ပြင်ပေးထားတယ်လိုလေးတွေရှိမယ်ဒီအိမ်လေးကတော့ဒီလိုမျိုးပေါ့လိုအပ်တာလေးလောက်ပဲပြင်ဆင်ပေးထားတာဒီဟာနဲ့ပတ်သက်ပြီးတော့အေးသိလေးသိချင်လို့ပဲဖြစ်ဖြစ်ဒါကိုယ့်အိမ်လေးနဲ့ပတ်သက်ပြီးဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်ကြီးမမဟုတ်ပဲねဒီလိုမျိုးပေါ့လိုအပ်တဲ့ဟာလေးပြင်ဆင်ချင်နေဆိုရင်လည်း drain လာမှာပြင်ပေးရဲဆိုတဲ့အကြောင်းလေးပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်နော်